ကျင်းထောင်မှာစီကံတစ်ခုရှိတယ်အကျဉ်းသားတယောက်ပြင်ထွက်တိုင်းတစ်ကိုင်းကိုဝေ့ရန်ပြရတယ်တကယ်လို့သူကရက်လိုက်ရင်အဆောင်တွေကခြုံပုတ်ထဲကိုတံပြီးပြစ်ခတ်လိုက်မယ်ချက်ကပြည့်စုံတဲ့ထွက်ပြေးမဲ့စီစဉ်တစ်ခုကိုစဉ်းစားထားတယ်သူကတစ်ကိုင်းမှာကျိုးတစ်ချောင်းကိုခြိထားလိုက်တယ်ဝေးကကြည့်ရင်တစ်ကိုင်းကလုံနေတော့မဲ့ဒါပေမဲ့အတန်တော့မထွက်ဘူးအဆောင်တွေကတစ်ခုခုမှနေတယ်ဆိုတာသတိထားမိသွားတယ်ဒါပေမဲ့ချက်ကထွက်ပြေးသွားနေပြီးနေပြင်မှာကြံခဲ့တာကတော့ထဲကိုဥတီသွားတယ်ကြာဝတ်တစ်ချောင်းပဲရှိတော့တယ်တစ်ချိန်တည်းမှာပဲချက်ကအိမ်နဲ့ပြေးဝင်သွားပြီးကလေးနှစ်ယောက်ကိုပူစိန်တလက်ရှာပေးဖို့ပြောလိုက်တယ်ပြီးတော့သူကသူ့ခြေထောက်မှာခတ်ထားတဲ့တန်ကြိုးတွေကိုခုတ်ဖြတ်လိုက်တဲ့အချိန်ကိုရဖို့အတွက်သူကလမ်းတစ်လျှောက်မျိုးကောင်းမှုတွေဖြူထားလိုက်တဲ့ခွေးတွေသူ့နဲ့မရအောင်လို့ပါအဆောင်တွေကခွေးတွေနဲ့လိုက်လာတဲ့အခါမျိုးကောင်းမှုတွေကခွေးတွေရဲ့အနံ့ခံနိုင်စွမ်းကိုပျက်စီးသွားစေတဲ့ချက်ကဝေးကိုရောက်နေပြီဆိုပေမဲ့သူကရပ်ဖို့မရဲဝံ့ဘူးခွေးတွေကိုရှုပ်ထွေးသွားအောင်သူကဝါယာကျိုးစီယိုကိုဟိုဘက်ဒီဘက်ခုံကျော်နေလိုက်တဲ့အဆောင်တွေနဲ့ခွေးတွေရောက်လာတဲ့အခါခွေးတွေကစီယိုနားမှာရှုပ်ထွေးပြီးပြေးလွှားနေကြတဲ့အဆောင်တွေကလည်းဘတော်ရမှမသိတော့ဘူးခွေးတွေကဝါယာကျိုးနဲ့ရှာပြီးရန်ရကုန်တဲ့ချက်ကတော့ပြင်းပြင်းနေတဲ့လမ်းတစ်လျှောက်လုံးသူကအာယုံလဲစရာတွေဖန်တီးနေတဲ့နောက်ဆုံးမှာရဲခွေးတွေမော်ပန်ပြီးတေးလူမျိုးပါဖြစ်သွားတယ်တခြားကျင်းသားတွေကဒါတွေကိုမြင်တော့သူအောင်မြင်သွားပြီလို့ထင်လိုက်ကြတယ်ဒါပေမဲ့ရန်နေငယ်ကြမှာသူဖမ်းခံရပြီးပြန်ခေါ်လာခံရတဲ့အကြောင်းရင်းကတော့ရိုးရှင်းပါတယ်သူကရဲတွေကိုတမင်တက်ဒေါသထွက်အောင်လုပ်ခဲ့တာပါသူကသူစားတောင်းနေတဲ့ပုံတွေကိုလူမှုကွန်ရက်ပေါ်တင်ပြီးရဲတွေကိုစင်ခေါ်ခဲ့လို့ဖြစ်ပါတယ်